ရသော်ဘုရားရဲ့ဆုံးမစကားကြောင့်တရဏဂုံတီးပြီး၅ပါးသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအပေမလားဘူးဆိုတာသိချချပါဘုရားဘာသာဖြစ်ရတဲ့နဲ့အပေလားတယ်ဆိုတဲ့ပုဂ္ဂိုလ်တရဏဂုံကလည်းမပြီးပြန်လို့မပြီးပြင်းဘူးဆိုတာကြည့်တယ်ဘုရားကိုယ်ွယ်ဒီဘုရားလေးကစီးပွားတက်တယ်ဆိုပြီးကိုယ်ွယ်ဒါမှပြီးပြင်းဘူးလို့ခေါ်တယ်လိုက်ရလို့ကိုယ်ွယ်တာပြောဒါတရဏဂုံပြီးပြင်းပြင်းမဟုတ်ဘူးတရဏဂုံပြီးပြင်းပြင်းဆိုတာဘုရားရဲ့ခုံကိုအာယုံပြုပြီးတော့ကိုယ်ဒီလိုဆိုလို့နော်ဘယလာဘကုလခြင်းဝေတန်တာဘေးမှလူရေးရည်မြော်ရသော်ဘုရားခုံတော်တွေကိုရည်စူးပြီးကြောက်လို့ကိုယ်ွယ်တာလည်းမဟုတ်ဘူးမျိုးရိုးအစင်လာမို့ကိုယ်ွယ်တာလည်းမဟုတ်ဘူးဘုရားရဲ့ခုံကိုတိပြီးတော့လက်လာဘမျောပြီးတော့ကိုယ်ွယ်တာလည်းမဟုတ်ဘူးလူတွေနတ်ကိုယ်ွယ်တဲ့လူတွေလောက်တာခြေတယ်ကိုစားတဲ့အစာလေးနတ်ကိုအရှင်ကြီးစားတော့ခေါ်ပါတော့ခေါ်ပါဘယ်တော့လာစားအရှင်ကြီးစားတော့ခေါ်ပါတော့ခေါ်ပါဆိုတော့ခေါင်းပေါ်မှာဝဲလိုက်သေးတယ်ဝဲပြီးတော့တင်ထားပြီးတော့အခုလိုဆက်တရလို့ရှင်ကြီးကမတော့ဘာလို့ချင်လဲစီးပွားလေးအောင်မြင်အောင်မဆပေးပါလောက်တာတော့ကိုယ့်အကူလောက်တာတော့ကျေးဇူးတင်တာတလွဲတော့ကျေးဇူးတင်အရှင်ကြီးမပါဆိုပြီးတော့အိတ်နေပေါ့သူမလေးပေါ့နော်သူမလေးတကယ်မမယ်ဆိုရင်တာတာအိတ်ပြင်မခံနေလက်ဖက်ကလေးတင်ပြီးတော့အမြဲတမ်းပဲအဲ့ဒါအိတ်တာနေအလုံးမလုံးလို့ကတော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးတရားမင်းကြီးတောင်မှပဲနော်လက်တွေထဲမှာတကူကြီးတယ်လို့ဆိုတရားမင်းကြီးကတောင်မလုပ်ရင်ဘာမရဘူးလို့ပြောတာသူပြောတယ်